Jackie Chan ကသူ့ကိုလိုက်ဖန်နေတဲ့လူဆိုးတွေစီကနေလွတ်မြောက်အရေးကိုအသေးအတန်စူးစမ်းနေတာပါခန္ဓာကိုယ်မှာလည်းဘာဝစ်စားမှမကက်ပဲကိုလုံးတီးချင်းနေပါတယ်လမ်းကြားထဲမှာသူတယောက်တည်းဖြစ်နေတာမို့အញ្ញမ်းကိုအန်တရများနေပါတယ်သူကအနီးနားမှာရှိတဲ့အဝတ်ဖြူကြီးကိုတွေးလိုက်တာနဲ့အမြန်ဆုံးဖမ်းဆုပ်လိုက်ပါတယ်သူကဒီအဝတ်စားကိုလေထဲမှာလှည့်ပတ်ပြီးတော့သူ့ကိုယ်သူကာကွယ်ဖို့အတွက်အပြေးလွှာအသွင်ဖြူလိုက်တာပါအဝတ်စားရဲ့အကူအညီနဲ့ပဲသူဟာလုံခြုံပြီးလျှို့ဝှက်စွာပုံကွယ်လိုက်သွားပါတယ်ဒီလူဆိုးဒီကသူ့ကိုရှာမတွေ့ပဲဘေးကနေဖြတ်သွားချိန်မှာတော့ချက်ကီချန်းဟာအသက်ရှူတန်းတို့ပဲမချရလောက်အောင်အောင်ထားပြီးတိတ်တိတ်လေးငြိမ်နေလိုက်ပါတယ်လူဆိုးဒီဝေးရကိုထွက်ခွာသွားတာနဲ့သူကလှူရှားမှုတွေကိုပြန်လှုပ်လိုက်ပါတယ်အဝတ်စားကိုခြုံပြီးတော့နောက်ထပ်လမ်းကြားတစ်ခုထဲကိုတိတ်တိတ်လေးဝင်သွားလိုက်ပါတယ်ဒီလိုနဲ့ပဲသူဟာတေဘေးကနေအန်အောစရာကောင်းလောက်အောင်လွတ်မြောက်သွားတာပဲဖြစ်ပါတယ်